တုတ်လေးနဲ့ဟင်းချိုလေးကိုပဲပူပူဆက်ဆက်ထမင်းမမီလေးစားခြင်းဒီလိုလေးလှုပ်စားကြည့်နော်ဒီဘူးတီတောက်ဆန်လေးကလေအဲ့လိုအတုံးကြီးကြီးလေးနဲ့လုံးပြီးချက်တာနဲ့ကိုပဲတအားမွေးနေရပါနော်ဒီဘူးတီသေးလေးကလေ3လုံးဘက်20နဲ့ဘူးတီကြော်နှုံးကဝဲထားပြီးတော့ပူနေတဲ့ဘူးတီလေးပါနော်ဒီရင်ကလေရေခဲတက်တာလည်းမပါတာဆိုတော့လေအခုလိုမျိုးမကောင်းတော့မဲ့အသေးနံနေဆိုရင်အမြန်ဆုံးပေါ့နော်ချက်လိုက်တာမြစ်ဆိုရင်လည်းအဲ့လိုပူနေရလေးဆိုတော့မြစ်နဲ့တွဲပြီးတော့မြစ်လေးကိုတုပ်လိုက်တယ်ဘူးတီဟင်းကားလေးလုပ်လိုက်တယ်ပေါ့နော်ဒီမြစ်တုပ်နီးလေးကလေကျမအလုပ်အဆောင်နေတော့မောင်ကအမတွေကဟင်းချက်ရင်မရဲများနဲ့ငပိနဲ့နေပြီးချက်တာလေးကိုတွေ့တော့လေမြစ်ကိုလေအဲ့လိုလေးလိုက်တုပ်စားရင်လည်းကျမတို့အဆောင်လေးရဲ့တငယ်ချင်းတွေရဲ့အကြိုက်ဆုံးဟင်းတွဲဆက်လေးဖြစ်တယ်လို့လာကုန်ကန်နေငွေပြရင်လေဒီတုပ်လေးနဲ့တခုပွင့်ဟင်းပူပူလေးကိုရှူရှူရှဲရှဲနဲ့မှုတ်တောက်ပြီးတော့ကြောက်ကြော်လေးနဲ့တွဲစားပြီးတော့ဝိုင်းဖွဲ့စားခဲ့အမတ်တရားဟင်းလေးပါနော်အတုပ်လေးတုံးနေတော့မှလက်အိတ်လေးကုံသွားလို့လက်နဲ့ပဲနေလိုက်ပါတယ်ရှင်ကျမဘလော့လေးကိုကြည့်ရှုပြီးထမင်းမိန်စားကောင်စားသမျှဟာရဖြစ်ကြပါစေအားလုံးပဲကျေးဇူးပါရှင်